online business online shop ကိုအခုမှစပြီးတော့လုပ်ချင်တယ်ဘယ်အချက်လေးတွေကိုအဓိကထားပြီးတော့လေ့လာရမလဲဆိုတဲ့အခြေခံချက်လက်လေးတွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာ share လုပ်ပေးမှာဖြစ်ပါတယ်အရင်ဆုံးဘာရောင်းရမလဲဆိုတဲ့မေးခွန်းလေးကဒါကျွန်တော်ကိုတော်တော်များများမေးကြတယ်ပေါ့နော်အဲ့ဒီမှာကကျွန်တော်ချက်ရှိတယ်ဒီဈေးကွက်ထဲမှာရှိတဲ့သူများတွေရောင်းနေတဲ့ product ကိုပဲရောင်းမလားဒါမှမဟုတ်ဈေးကွက်ထဲကလိုအပ်တဲ့သူများနဲ့လည်းမတူတဲ့နည်းနည်းလေးရှားတဲ့ product မျိုးကိုစဉ်းစားပြီးတော့မှရောင်းမလားကျွန်တော်သူများနဲ့တူတဲ့ product ကိုရောင်းမယ်ဆိုလို့ရှိရင်သူများထက်ပိုပြီးတော့ကောင်းအောင်လုပ်တတ်ဖို့လိုတာပေါ့ okay မတူဘူးဆိုလို့ရှိရင်ရောင်းနေတဲ့ကာလနဲ့ကျွန်တော်တို့ရှင်ပြီးတော့စဉ်းစားကြည့်ပါပေါ့နော်ကျွန်တော်တို့အခုချိန်မှာဆိုလို့ရှိရင်မီးရပြတ်တယ်ပေါ့နော်မီးရပြတ်တယ်ဆိုတော့ဒီလက်ရှိဈေးကွက်မှာလိုအပ်တဲ့ဟာလေးတွေကိုစဉ်းစားပြီးတော့မှကျွန်တော်တို့ကရောင်းနိုင်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှအဆင်ပြေပါအခုလိုမျိုးမီးတွေအရန်ပြတ်တဲ့အခါမှာ power bank တွေရောင်းတာတို့ battery အားသွင်းတဲ့ပန်ကာလေးတွေရောင်းတာတို့ဒါမျိုးလေးတွေပေါ့ကျွန်တော်ဈေးကွက်မှာလိုအပ်တဲ့ product လေးတွေကိုစဉ်းစားပါ customer need ကိုကျွန်တော်တို့ကတေချာသိဖို့လိုအပ်တာပေါ့နော်ဖေဟုတ်ပြီပြီးပြီဆိုရင်တော့ဒီမြန်မာနိုင်ငံမှာက Facebook ကတော့အတွင်ကျယ်ဆုံးပေါ့ဒါကြောင့် Facebook မှာဒီကျွန်တော်တို့ရဲ့ customer တွေများများရှိတဲ့နေရာမှာဈေးကွက်ချဲ့လို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ပို့ပြီးတော့ရောင်းရနိုင်ရှိပါတယ်ဘိုင်တနိုင်လုပ်ငန်းလေးတွေက Facebook မှာကြော်ညာတာကဒါအဆင်ပြေနေပါပြီเนาะ okay ဒါဆိုလို့ရှိရင် Facebook မှာဘယ်လိုကြော်ညာမလဲပေါ့เนาะပထမဦးဆုံးအချက်အနေနဲ့ Facebook မှာ page ထောင်ရပါမယ်ပြီးရင်ဒီ page မှာ information တွေကျွန်တော်တေချာဖြည့်တတ်ဖို့လိုတဲ့အချက်လက်တွေပေါ့เนาะကိုယ့်ရဲ့ဒီ phone number တွေအိစာတွေ description တွေအများကြီးပေါ့เนาะဒါမျိုးလေးတွေကိုကိုယ်တေချာလေ့လာထားဖို့လိုပါတယ်ပြီးရင် post တင်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ page ကို like and follower တွေတိုးလာအောင်လို့ဘယ်လိုမျိုးတွေသင်ရမယ်ဆိုတာလေးကိုလည်းတေချာသိအောင်လုပ်ပါဘယ်လို tools တွေရှိရဲဘယ်လို strategy တွေရှိရဲဆိုတာကိုတေချာလေ့လာပါပြီးရင်လေ့လာရမှာက content marketing မှာ marketing နဲ့ပတ်သက်တဲ့စာအုပ်တွေဝယ်ဖတ်မယ်ပြီးပြီဆိုလို့ရှိရင်တော့ boost လုပ်တာကိုတေချာလုပ်တတ်အောင်လို့လေ့လာပါပြီးရင် customer တွေကိုကိုပြောထားတဲ့အတိုင်းကြော်ညာလေးမှာပြောထားတဲ့အတိုင်းတကယ်ဖြစ်အောင်လုပ်ပေးပါပြီးနောက်ထပ်အရေးကြီးတဲ့အချက်လေးတစ်ချက်ရှိပါတယ်ဒီကျွန်တော်တို့ရဲ့ page မှာအယောင် post တွေကြီးပဲတင်လို့မရပါဘူးဒါကိုကျွန်တော် video တော်တော်များများပြောဖြစ်ပါတယ်เนาะကျွန်တော်တို့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ knowledge sharing post တွေတင်ပေးရမယ်အဲ့လို sharing လုပ်ပေးတဲ့အခါမှာဥပမာတစ်ပတ်ကို post က10ပို့တင်မယ်လို့ကျွန်တော်တို့ကသတ်မှတ်ထားရဆိုလို့ရှိရင် knowledge sharing post က9ခုဒါမှမဟုတ်10ခု knowledge sharing post ကများများတင်ပေးရပါမယ်အဲ့လိုမျိုးတင်နိုင်အောင်လည်းတေချာလေ့လာရမယ်ပေါ့နော် customer တွေဖြစ်နေတဲ့အခက်အခဲတွေကိုတေချာလေ့လာရမယ်ပြီးတော့မှသူတို့သိကျင်တာတွေကိုကျွန်တော်တို့ကတေချာသူတို့ကို sharing လုပ်ပေးလို့ရပါတယ်အဲ့ဒါလေးကိုလည်းတေချာလုပ်နိုင်အောင်ကြိုးစားပါနော် online မှာဒီ Google မှာ YouTube မှာ Facebook မှာအကုန်ရှိပါတယ် free sharing လုပ်ပေးထားတဲ့သူတွေရှိတယ်ဒါဆိုလို့ရှိရင်သင်တန်းတက်တာနဲ့ online self study လုပ်တာနဲ့ဘာကွာလဲဆိုလို့ရှိရင်ကျွန်တော်တို့အချိန်กว่าတာပဲဖြစ်ကျွန်တော်တို့ online မှာကိုယ်တိုင်ရှာမယ်ဆိုလို့ရှိရင်အများကြီးရှိမှာပေါ့ဗီဒီယိုတွေအများကြီးရှိမယ်ဘယ်ဟာကိုအတွက်အကျိုးရှိမလဲကိုကမသိဘူးပေါ့နော်ကျွန်တော်လေ့လာတဲ့အခါမှာနားမလည်တာရှိနေဘယ်သူ့ကိုမေးလို့မေးရမယ်မသိဘူးဒီလိုအခက်အခဲလေးတွေရှိတာပေါ့ကျွန်တော်သင်တန်းတွေမှာဒီသင်တန်းကြီးလေးပေးပြီးတော့တက်မယ်ဆိုလို့ရှိရင်เนาะဒီလိုပြဿနာတွေကဒါမဖြစ်တော့ဘူးပေါ့နော်ကျွန်တော်တို့ကလုပ်ထားပြီးသားကျွန်တော်